ကိုချစ်ကိုချစ်လိုက်ရင် ချစ်ရဲ့ချစ်တာပေါ့ဘလူတောင်ပြောလိုက်တော့ကိုကလေချစ်ကိုချစ်တာမှကဘာမြေကြီးအောင်နှစ်ဖက်လာပေါက်တော့မယ်နော် ဟိုရရင်နဲ့ချစ်တော့လို့ကိုရရင်ချစ်တာပဲရင်နဲ့ချစ်တယ် အော်ချစ်နေပတ်သက်လိုက်လေချစ်ကြီးတော့ ice cream နဲ့ရတယ်ချစ်ရဲ့ချစ်ရောကိုချစ်လိုက်ရင်ချစ်တယ်ဆိုရင်အကျယ်ကြီးတုံးဟာအောင်ဗျနော် အကျဲအကျဲ ချစ်ကလည်းချစ်လို့ခိုင်းတာမဟုတ်လေအကျယ်အော်ခိုင်းတာမဟုတ်ချစ်တယ်ဆိုပြီးအော်ခိုင်းတာချစ်မယ်ကြုံသူနိုင်ကြရင်တခုခုထင်နေတော့မယ်နိုင်တော့ချစ်အော်ဟယ်လိုဗျာဘလို့ဖြစ်တယ်ဟမ်အော်ဦးလေးဒီမှာပြရတယ်ဟုတ်ပြီကျွန်တော်အခုပဲလာခဲ့လိုက်မယ်လေနော်ဦးလေးအေးကျူးဆက်လိုက်အောင်နော်ချစ်အော်ကိုလှုပ်တဲ့လေအလုပ်ပန်ရှင်တာချီကတိုက်ချီကတိုက်ချစ်ရီကြမဟုတ်ဘူးဒါတကယ်ဖြစ်တာချစ်ရဲ့နော်အော်ကိုသွားလိုက်အောင်မယ်ချစ်သူငယ်ချင်းနေပဲဖြစ်တယ်လို့ပြန်လိုက်လीနော် 我不是说七个那种样子，你那边都哭哭难受，抢他去啊呗。Mary，你唔諗啦？當咩你？嚟報俾咩？不想弄我嘛，提到钱那边人家变没。誒，你啲爸爸啦，老爹說我啲人咯，你咪帶來唔啦？老闆，睇你咩嚟不啦？ဒီမှာငါမရေးစားရှိရဆိုရတယ်နေလက်တည့်ရတာနဲ့ငါမနှောက်ချက်ပါနဲ့ငါတောင်းပါပါလေ ဟာဒီမှာကြီးစားပဲရှိရလေယောက်ျားရှိရမှာမဟုတ်တာအနင်ငငယ်ပြောပြီးတာတော့နင်ကရရအနေနဲ့ယူပါ အော်မပြောလေကြီးလေကောင်းစို့သွားမယ် ဟဲ့ခဏလေး ဘာလဲ Happy birthday ပါမှာ princess လေးနင်မွေးနေလားနင်လက်ဆောင်ဦးပြပြပေးချင်လို့ ဘာမွေးနေလဲဆောင်းမမလို့ချာအချစ်ချစ်ပြင်းပြရစလေပို့လို့တောင်းမလို့ချာဘာလဲကောင်းစို့ အဲ့ဆိုငါပြယူလိုက်လေအင်ဖို့ကပြန်ဟန်းနေတော့ယူလိုက်စမ်းပါတော့လို့ ကျင်းနေပြီမလားပြန်တော့ ဟယ်လိုအေးချစ်ပြော ကိုဒီနေ့ဘာနေ့လဲတိလား အာချစ်ကလည်းဒီနေ့ဘာနေမို့လို့လဲဗုဒ္ဓဟူးနေ့လေချစ်ကလည်းဘာဖြစ်လို့လဲ ကိုမသိရလားမသိချင်အောင်ဆောင်နေရလားဒီနေ့ချင်းမွေးနေ့လေ ။အော်ချစ်ရဲ့မွေးနေ့များနှစ်တိုင်းလည်းလုံးလို့ရနေတာပဲဟော။ကဲပါဒီမှာအကိုအလုပ်ဒီမှာများနေဒီနေ့အလုပ်ထဲမှာလူလဲကြနေလို့လीနော်။ဒါပဲနော်ချစ်တယ်အဘွား ဟယ်လိုဟယ်လို ကဲနေ့စားသမားလေးကိုဖိုးဆောင်ရောက်နေပါပြီခင်ဗျာဒီနေ့อ่ะဆိုရင်ချစ်မြတ်တာကြီးတိုးပွားပြီးချစ်တဲ့သူကိုပေးဖို့ရန်အတွက်ကျွန်တော်တို့ဒီမှာ Sophie Chocolate ကနေပြီးရောင်းချပေးနေပါတယ်ခင်ဗျာနို့ရတာတွေ Chocolate ရတာအမျိုးနဲ့စိတ်ကလေးစားလို့ကောင်းစီမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့မယုံရင်စမ်းကြည့်လာရင်မြည်ကြည့်ဖို့ရန်အတွက်လည်းပေးနေပါတယ်ခင်ဗျာကဲအားပေးကြပါဦးနော်အားပေးကြပါဦးအမဘာယူမလဲဗျမယူတော့မြည်ကြည့်လို့ကောင်းရင်လည်းဟာရမြန်မာ page မှာဝင်ကြည့်လို့ရနော်အခုဘာယူမလဲဗျအခုဒီမှာလေအခုရဲ့ချစ်သူကောင်မလေးကိုပေးမလားဒါမှမဟုတ်မိဘတွေကိုပေးမလားဒါမှမဟုတ် ကျွန်တော် crush ကိုပေးမလို့ဒါနဲ့ဒီမှာပန်းစီပါလုံးလို့ရလား ပန်းစီကတော့လုတ်ပေးလို့ရတယ်ပန်းစီကဘယ်လိုမျိုးပုံစံလုပ်ချင်လဲကို ပန်းစီကို crush လေးအတွက်ဆိုတော့ကျွန်တော်ကိုဈေးအကြီးဆုံးနဲ့ကောင်းဆုံးလုပ်ပြီလား အားကြလိုက်တာကိုရာ crash တွေအဲ့လောက်တောင်လို့လားကိုကလည်းကျွန်တော်ဆိုနှမျောမိမှာကျင်းသေးပဲဘာဖြစ်လေအကောင်းဆုံးလုပ်ပေးမယ်နော်ကိုဆိုပြီး chocolate ကိုအားပေးလို့အခုရဲ့ crush ရနေအဖြစ်မြန်ဆုံးရပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါ ရတယ်လို့ ထိုင်ရည်ဆိုပြီး chocolate တွေရမယ်နော် တက်လုံးအော်ခုကလာခဏလေးလားဟယ်လို အခုရောက်ပြီခင်ဗျာနည်းနည်းလေးတော့ကြောက်လို့တောင်းပါဗျာအဆင်ပြေလားဗျာ သိုးပါ အဲ့ဒါကျွန်တော်တခြားလက်မှတ်လေးထိုးပေးပါနော် အဲ့ဒါလေးတော့ ဒီတစ်ခါလိုက်ညတက်ပေးလား ဒီကအမှမင်းသက်ကြည့်ပဲလေ ဝါကောင်းစို့အဲ့လိုမျိုးလုပ်ပါနဲ့ဆိုမှ
တာတပတ်တောင်မှရှိနေပြီကိုအရန်နေနိုင်တာပဲနော်ကိုနေနိုင်ပေမဲ့ချစ်မနေနိုင်ဘူးမနေနိုင်လို့လိုက်ခဲ့သူကိုပြောနေသူကိုပြော အဲ့ဆိုငါညုံပြောမယ်နင်ပထမလူနဲ့ဒုတိယလူဆိုနင်တို့ရွေးမှလည်းပြော ဒုတိယလူပဲရွေးမှာဘာဖြစ်လို့လဲ အဲ့ဆိုနင်နဲ့ငါနဲ့ဘာနဲ့ပြောစရာရှိသေးလို့လဲငါဘက်ကနင်ညုံပြောစရာစကားမရှိတော့ အခုဒုတိယလူဆိုတာဘယ်သူ့ကိုပြောရလဲဒီမှာချစ်တဲ့ကိုရှိနေတည်းကလေဒုတိယလူဆိုတာဘယ်တော့မှရှိတာမမဟုတ်ပထမလည်းကိုပဲဒုတိယလည်းကိုပဲအစလည်းဆုံးကကိုပဲစီးရီးပြပြချက်တော်ရီပြပြချစ်တဲ့ကိုရှိရင်ပြီးဆုံးပြီ ကောင်းနံမွေးတယ်哎呦我的妈！